ဒီနေ့ဆရာမတို့ကပြာသူလာပြေးနေအမေများနေမှာဆရာမတို့ဒီမှာလာပြေးကိုဒါဆရာမတို့အခုတော့ပွဲတွေထုံးဖို့အတွက်လုပ်နေတာဖြစ်ပါတယ်နော်ဖျောင်းနိုင်မီးတွေစီမီးတွေနော်မွေးနံသားတွေဒါဆန်ကိုးလုံးနဲ့ဆရာမတို့ဖျောင်းနိုင်ကိုယ်တိုင်ကွန်းကိုရတောက်တော်ရေခွက်နဲ့ဒါမွေးတိုင်းကိုယ်တိုင်စတင်ပြီးတော့ထွန်းညှိနေတာဖြစ်ပါတယ်နော်ဒါဆရာမတို့လာပြင်းနေအတွက်ကိုဆရာမတို့ဒီနေ့လာပြင်းနေအတွက်ကိုဆရာမတို့စီရင်ဆောင်ရွက်နေတာဖြစ်ပါတယ်နော်ဘာဆရာကြီးဦးကြမြင့်ကိုဒီနေ့လာပြင်းနေမှာဆရာမတို့ပွဲ18ပွဲနဲ့ပူဇော်ကြော့မှာဖြစ်ပါတယ်နော်အားလုံးကျမ်းမာချမ်းသာရောနှလုံးစိတ်ဝမ်းအေးချမ်းသာကြပါစေဒါကနဝင်းဆရာမတွေအကုန်လုံးလာပြင်းအတွက်ကိုပွဲတွေထွန်းစီမံနေတာဖြစ်ပါတယ်နော်အင်ကြီးဝါလေးနဲ့ကတော့ဆရာမစွညသစ္စာပါအင်ကြီးပြလေးနဲ့ကတော့ဆရာမအများကြီးပါဒါကတော့အင်ကြီးခရမ်းရောင်လေးကတော့ဆရာမနီလာအောင်ပါချောလေးပါအင်ကြီးဖြူလေးရတော့ဆရာကြော်ပါဆရာကြော်လက်ကြည့်ပါအောင်ဆရာကြော်ပါဆရာညံလေးဆန်းလာပါအောင်ဆရာညံလေးဆန်းရေဒါဆရာမတို့ရဲ့ဒါလက်ထောက်ဆရာလေးဖြစ်ပါတယ်နော်ဆရာမတို့ရဲ့လက်ထောက်ဆရာညံလင်းဆန်းဖြစ်ပါတယ်ဒါဆရာမတို့အားလုံးနဝင်းပွဲတွေပြင်ဆင်ပြီးတော့ဒါထွန်းညှိနေတာဖြစ်ပါတယ်ဒါကဆရာထူးနိုင်ဖြစ်ပါတယ်ဒါဆရာမတို့နဝင်းဆရာတွေပါပဲเนาะဆရာထူးနိုင်မှာလည်းပေးရှိပါတယ်เนาะမ TikTok မှာလည်းရှိပါတယ်ဒါ Facebook မှာလည်းရှိပါတယ်ဆရာနိုင်နဝင်းဆိုတဲ့ page ရှိပါတယ်ဆရာထူးနိုင်မှာဆရာမသူစုမြတ်သစ္စာကလည်း TikTok မှာလည်းရှိပါတယ်เนาะ TikTok မှာလည်းဆရာမရှိပါတယ် TikTok လည်းအားပေးလို့ရပါတယ် Facebook မှာလည်းအားပေးလို့ရပါတယ်เนาะဆရာမတွေကိုเนาะအားလုံးဒါလာပြည့်နေ့မှာလက်ကြီးအထူးပွင့်ပါစေကျမ်းမာချမ်းသာပြီးတော့အစဉ်ပြေအောင်မြင်ကြပါစေပဋ္ဌာန်းဆက်အားလုံးနဲ့အောင်စေပိုင်စေနိုင်စေခိုင်းစေ